ဖုံးကန်မြင့်သောမိမဆိုတဲ့စာပေလေးတစ်ပုဒ်ကိုချစ်တော်အမချစ်တော်ညီမငယ်များနဲ့အမျိုးသမီးတိုင်းအတွက်ဘ ഹു တုတရစေဖို့ဖက်ပြရစေဗျာတခါတရံမှာဘဝကမမျှတသလိုထင်ရတတ်တယ်ချစ်ခဲ့တဲ့လောက်မရယုံခဲ့တဲ့လောက်မတီးတက်တဲ့အခါတွေမှာကိုတံမိုးကိုတောင်ကိုမမြင်နိုင်တော့တဲ့အထိစိတ်ကလည်းနာကျင်လို့မောပန်းသွားတတ်တယ်ဒါပေမဲ့တကယ်တမ်းမှာတော့အရာအလုံးဟာဆုံးရှုံးမှုမဟုတ်ဘူးတချို့အရာတွေကကိုယ့်ကိုပုံမခိုင်မာလာစေဖို့ကိုယ့်အလင်းကိုပြန်ရှာတွေ့စေဖို့တခါတလေလွတ်လပ်သွားရတဲ့အခန်းကဏ္ဍတွေပါပဲဒီစာသားတွေကအတိတ်မှာနာကျင်ခဲ့ဘူးသူတယောက်အတွက်ကိုပြန်တွေ့ဖို့ကိုတံမိုးကိုပြန်သိဖို့တိတ်လေးနဲ့လှပလာဖို့အမှတ်တရသတိပေးချက်လေးတစ်ခုဖြစ်ပါတယ်အမျိုးသမီးတိုင်းအတွက်ဘ ഹു တုတမှတ်သားစရာမှုအဆုံးထိနားဆင်ပေးပါနော်လောကမှာမိန်းမတယောက်ရဲ့တံမိုးကိုသူမကိုမထိမ့်သိမ့်နိုင်ခဲ့တဲ့လူတစ်ယောက်ကဆုံးဖြတ်ပေးနိုင်တာမဟုတ်ဘူးဆုံးဖြတ်ခံလိုက်ရတဲ့အခါမှာသူမဘဝပြတ်သွားတာမဟုတ်ဘူးသူမရဲ့ကံကြမ္မာကအသစ်တစ်ခုပေါ်ကိုလှမ်းတက်သွားတာပဲတံမိုးမသိတဲ့လူတစ်ယောက်ရဲ့အရေးအောက်မှာနေပြီးကိုယ်လင်းကိုပိတ်ထားရတာထက်တယောက်တည်းပဲဖြစ်ဖြစ်ကိုဘဝကိုကိုတိဆောက်နိုင်ခြင်းကပိုပြီးအတိတ်ပဲရှိတယ်မိန်းမတယောက်ရဲ့ဖုံးကန်ဆိုတာသူမအတွင်းကထွက်လာတဲ့အလင်းပါပဲအဲ့ဒီအလင်းကိုမခံနိုင်တဲ့လူတွေကသူမကိုစွန့်ခွာသွားကြတာပဲဖြစ်တယ်ဘဝဆိုတာတယောက်တည်းနေရခြင်းကိုအရှုံးလို့မမြင်သင့်ဘူးအမှန်တကယ်တော့မသင့်တော်တဲ့သူကိုဆုံးရှုံးလိုက်တာဟာအောင်မြင်မှုတစ်ခုဖြစ်တတ်တယ်မင်းကိုစွန့်ပစ်သွားတဲ့သူဟာမင်းကိုမလိုအပ်တော့လို့မဟုတ်ဘူးမင်းရဲ့တံမိုးကိုထိမ့်မထားနိုင်လို့ပဲအချိန်တစ်ခုပြီးသွားရင်မင်းရဲ့တည်ငြိမ်မှုမင်းရဲ့တမာမှုမင်းရဲ့ကိုယ်တံမိုးတိမှုတွေကမင်းကိုတင့်တော်တဲ့လူတစ်ယောက်စီကိုခေါ်သွားပေးလိမ့်မယ်ဒါကြောင့်မျက်ရည်နဲ့မင်းဘဝကိုမပျက်စီးစေနဲ့စိတ်ဓာတ်နဲ့မင်းဘဝကိုတိဆောက်ပါမင်းကစွန့်ပစ်ခံရတဲ့မိန်းမမဟုတ်ဘူးရွေးချယ်ခံရမယ့်အဆင့်ကိုရောက်နေတဲ့ဖုံးကန်မြင်တဲ့မိန်းမတစ်ယောက်ပါမင်းကတယောက်ယောက်ရဲ့အနားမှာနေဖို့အတွက်မွေးဖွားလာတာမဟုတ်ဘူးကိုယ်လင်းနဲ့ကိုယ်တော့ပဖို့မွေးဖွားလာတာပါလူတစ်ယောက်ထွက်သွားတာကြောင့်မင်းဘဝမှာလိုအပ်ချက်ဖြစ်သွားတာမဟုတ်ဘူးအမှားတစ်ခုကနေမင်းကိုလွတ်မြောက်စေလိုက်တာပဲတချို့လူတွေကမင်းဘဝတဲကိုဝင်လာတာနေရမယ့်အတွက်မဟုတ်ဘူးသင်ခန်းစာတစ်ခုသင်ပေးဖို့ပဲအဲ့ဒီသင်ခန်းစာကိုနာကျင်မှုနဲ့သင်ခဲ့ရပေမဲ့အဲ့ဒါကမင်းကိုပိုပြီးတမာစေတယ်ပိုပြီးတမိုးရှိစေတယ်ပိုပြီးရွေးချယ်တက်လာစေတယ်ဖုံးကန်မြင့်တဲ့မိန်းမဆိုတာတိတ်နဲ့မကြရှုံးတတ်ဘူးတိတ်နဲ့ပြန်တက်တယ်သူမကမပြောဘူးဒါပေမဲ့သူမရဲ့အောင်မြင်မှုကပြောတယ်သူမမညှို့ညင်ဘူးဒါပေမဲ့သူမရဲ့တည်ငြိမ်မှုကထင်ရှားတယ်တနေ့မှာမင်းကိုဆုံးခဲ့သူတွေကမင်းကိုပြန်ကြည့်မယ်ဒါပေမဲ့မင်းရဲ့အဆင့်ကိုမရောက်နိုင်တော့ဘူးအဲ့ဒီအချိန်မှာမင်းနားလည်လာလိမ့်မယ်စွန့်ပစ်ခံခဲ့ရတာဆိုတာအရှုံးမဟုတ်ဘူးတန်မိုးမတူတဲ့လူတွေကိုဘဝတဲကဖယ်ရှားလိုက်ခြင်းပဲဖြစ်တယ်ဒါကြောင့်နာကျင်မှုကိုမကြောက်နဲ့ရောက်ထဲနေရတာကိုမကြောက်နဲ့စွန့်ခွာခံရတာကိုလည်းမကြောက်နဲ့ဘာလို့လဲဆိုတော့မင်းကမပိုင်ဆိုင်နိုင်သူတွေတဲကတယောက်မဟုတ်ဘူးမင်းကရွေးချယ်နိုင်တဲ့သူရွေးချယ်ခံရမယ့်သူတန်ဖိုးကိုတည်တဲ့သူတန်ဖိုးထားခံရမယ့်သူပါနောက်ဆုံးမှာတော့ဘဝဆိုတာတယောက်ယောက်ကိုမပိုင်ဆိုင်ရလို့အဆုံးသတ်သွားတာမဟုတ်ဘူးကိုပြန်ရှာတွေ့တဲ့အခါမှာပဲတကယ်စတင်လာတာပါဆုံးခွာခံခဲ့ရတဲ့အတိတ်တွေဟာနာကျင်စေခဲ့ပေမဲ့အဲ့ဒီနာကျင်မှုတွေကပဲမင်းကိုဒီနေ့ထိတည်ငြိမ်တဲ့လူတစ်ယောက်ဖြစ်ပုံဖော်ပေးခဲ့တာပါမင်းလက်လွတ်လိုက်ရတာတွေထဲမှာအမှန်တကယ်မင်းအတွက်မဟုတ်တဲ့အရာတွေပါဝင်နေပြီးမင်းရရှိလာမယ့်အရာတွေထဲမှာတော့မင်းနဲ့တန်ဖိုးတူတဲ့အရာတွေပိုများလာလိမ့်မယ်ဒါကြောင့်နောက်ကိုမကြည့်တော့နဲ့ကိုတန်တရားမထားတော့နဲ့တိတ်လေးနဲ့ပဲကိုဘဝကိုတီဆောက်ကိုတန်ဖိုးကိုမြင့်တင်ကိုအလင်းကိုတော့ပစီလိုက်ပါဒီနေ့မှာမင်းရဲ့ဘဝကမင်းကိုတက်တည်ပြပေးလိမ့်မယ်မင်းကစွန့်ပစ်ခံရတဲ့သူမဟုတ်ဘူးရွေးချယ်ခံရဖို့ထိုက်တန်တဲ့သူဖြစ်ခဲ့တာကိုအဲ့ဒီအချိန်မှာမင်းမပြောဘဲနဲ့တောင်တီးသွားလိမ့်မယ်ဖုံးကန်မြင့်တဲ့မိမဆိုတာဘသူကြောင့်မှမလင်းတောက်တာမဟုတ်ဘူးကိုလင်းနဲ့ကိုတောက်ပါနေတဲ့သူပါအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးပါဗျာတမိုးရှိတဲ့ဘ ഹു တုတစာပေလေးများကိုအမြဲတင်ဆက်နေတာမို့အကောက်လေးကို follow လုပ်ထားပေးမှုမမေ့နဲ့အောင်တော့ဟုတ်ကဲ့ကျွန်တော်ကံကောင်းမှာကံကောင်းစာပေမှမေတ္တာဖြင့်မျှဝေပါသည်